ဒီနေ့မှာတော့ကဘာပေါ်ကအအနေအများဆုံးတတ္တဝါ10မျိုးကိုလေ့လာကြည့်အောင်နံပါတ်10ချင်းသေးတော်ပြင်းလို့လူသိများတဲ့ချင်းသေးဟာတန်မာပြီးအမဲလိုက်ရမှာအလွန်ကျွမ်းကျင်ပါတယ်အရွယ်ရောက်ပြီးတဲ့ချင်းသေးတစ်ကောင်ကတနာရီကို80ကီလိုမီတာလောက်အချိန်နဲ့ပြေးနိုင်ပါတယ်အများအပြားလူကိုလိုက်လံပြီးတော့မတိုက်ခိုက်ပေမဲ့အစာရှားပါတဲ့အချိန်ဒါမှမဟုတ်လူတွေကသူတို့နေမြေတဲ့ဝင်ရောက်လာတဲ့အခါတိုက်ခိုက်မှုတွေဖြစ်တတ်ပါတယ်အာဖရိကနိုင်ငံတချို့မှာတော်ရန်လိဆန်တဲ့လူနေထိုင်ရာနီးကပ်လာတာကြောင့်နှစ်စဉ်လူသေမှုတွေရှိနေစေဖြစ်ပါတယ်ဒါကြောင့်ချင်းသေးဟာဒီစင်းရဲ့နံပါတ်10နေရာမှာရပ်တည်နေပါတယ်နံပါတ်9မီချောင်းရေထဲမှာငြိမ်ငြိမ်လေးမျောနေတဲ့တတုံလို့ထင်ရပေမဲ့အဲ့ဒါဟာမီချောင်းဖြစ်နေနိုင်ပါတယ်မီချောင်းတွေဟာတားကောင်းကိုနိုင်ပေါင်းများစွာတိတိစိတ်စောင့်နိုင်ပြီးတော့အချိန်တန်တဲ့အခါစက္ကန့်ပိုင်းအတွင်းအလွန်ပြင်းထန်တဲ့အချိန်နဲ့တိုက်ခိုက်ပါတယ်သူတို့ရဲ့ကြိုက်အားဟာလိမ့်ဆန်လောကမှာအပြင်းထန်ဆုံးတွေကတစ်ခုဖြစ်ပြီးတော့တားကောင်းကိုရေထဲဆွဲချကလှည့်ပတ်ပြီးအနိုင်ယူလေးရှိပါတယ်အာဖရိကဩစတြေးလျနဲ့အာရှဒေသတချို့မှာမီချောင်းတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်တွေကိုယနေ့တိုင်ကြားနေရဆဲဖြစ်ပါတယ်နံပါတ်8စင်ဆိုတာလူအများစုအတွက်ညံကောင်းပြီးအေးဆေးတဲ့တတ္တဝါလို့ထင်ရှားပါတယ်ဒါပေမဲ့စင်တကောင်စိတ်တူလာတဲ့အခါသူ့ရဲ့အလေးချိန်နဲ့အင်အားကအလွန်ကြောက်စရာကောင်းပါတယ်အရွယ်ရောက်တဲ့အာဖရိကစင်တကောင်ဟာတန်ချိန်များစွာအလေးချိန်ရှိပြီးတော့အမြန်နှုံးနဲ့လည်းပြေးနိုင်ပါတယ်သူ့ရဲ့သားသမီးကိုကောက်ွယ်တဲ့အချိန်ဒါမှမဟုတ်အန္တရာယ်ရှိရလို့ခံစားရတဲ့အချိန်မှာလူကိုချက်ချင်းတိုက်ခတ်တတ်ပါတယ်ဒါကြောင့်ဆင်ရချစ်စရာကောင်းတဲ့အသွင်မြင်ရှိပေမဲ့ဝေဝေးကားသာကြည်နေတဲ့တတ္တဝါတစ်မျိုးဖြစ်ပါတယ်နံပါတ်9ရေမြင့်ဆိုရင်လူအများစုကအကောင်ကြီးပြီးတော့အေးဆေးတဲ့တိရစ္ဆာန်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဒီထင်ကမှားနိုင်ပါတယ်ရေမြင့်တစ်ကောင်ကအလေးချိန်တန်ချိန်များစွာရှိပြီးကုန်းပေါ်မှာတောင်လူတစ်ယောက်ပြေးတာထက်ပိုမြန်နိုင်ပါတယ်သူတို့ကနေမျိုးကိုအလွန်ကောက်ွယ်တက်ကြပြီးတော့အထူးသဖြင့်မြစ်ထဲမှာလှေစီးလာတဲ့သူတွေကိုရုတ်တရက်တိုက်ခိုက်တဲ့ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားတတ်ပါတယ်အာဖရိကမှာတော့ရေမြင့်ကလူအသက်ကိုအန္တရာယ်အများဆုံးဖြစ်စေတဲ့တော်ရန်နုတိုက်တတ္တဝါတွေကတစ်မျိုးအဖြစ်သတ်မှတ်ခံထားရပါတယ်နံပါတ်6ကီမီကောက်အရွယ်စားသိငယ်ပေမဲ့ကီမီကောက်တချို့ရဲ့အစိတ်ကအလွန်ပြင်းထန်ပါတယ်ကမ္ဘာပေါ်မှာကီမီကောက်မျိုးစိတ်2000ကျော်ရှိပေမဲ့အဲ့ဒီထဲကမျိုးစိတ်အနည်းငယ်ရပဲလူအသက်ကိုအန္တရာယ်ပေးနိုင်ပါတယ်အကိုက်ခံရရင်ပြင်းထန်တဲ့နာကျင်မှုအသက်ရှူခက်ခဲတာနှလုံးခုန်မမှန်တာတွေဖြစ်နိုင်ပြီးတော့ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေမှာပို့ပြီးတော့အန္တရာယ်များပါတယ်ဒါကြောင့်တဲကနာရဒေတာတွေနဲ့ကြောက်တောင်ကြောက်ကြားတွေမှာတွာလာတဲ့အခါအမြဲတတိထားဖို့လိုပါတယ်နံပါတ်5ခွေးဒီစင်းထဲမှာခွေးပါနေတာကိုမြင်ပြီးအံ့ဩသွားနိုင်ပါတယ်တကယ်တော့လူအများစုသိဆုံးရတာကခွေးကြိုက်တဲ့ဒဏ်ရာကြောင့်မဟုတ်ပါဘူးခွေးကနေကူးစက်တဲ့ယူသွယောဂါကြောင့်ဖြစ်တာပါယောဂလက္ခဏာတွေပေါ်လာပြီးနောက်ကုသမှုမရရင်အသက်အန္တရာယ်အလွန်မြင့်မားပါတယ်ဒါကြောင့်ခွေးကြိုက်ခံရရင်ဒဏ်ရာကိုဆက်ပြန်နဲ့ရေမြများစီးကြောပြီးဆေးရုံကိုအမြဲဆုံးသွားပြီးကာကွယ်ဆေးထိုးဖို့အရေးကြီးပါတယ်နံပါတ်4မွေကမ္ဘာပေါ်မှာမွေမျိုးစိတ်ပေါင်း3000ကျော်ရှိပေမဲ့အားလုံးကအစိတ်ပြင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့အစိတ်ပြင်းတဲ့မွေတချို့ကတော့စက္ကန့်ပိုင်းအတွင်းလူအသက်ကိုချင်းချောင်းနိုင်ပါတယ်ကမ္ဘာတဝန်းမှာနှစ်စဉ်လူသိန်းနဲ့ချီမွေကြိုက်ခံရပြီးလူတောင်းနဲ့ချီအသက်ဆုံးရှုံးကြပါတယ်ကြီးလက်ဒေသတွေမှာဆေးကုသမှုအချိန်မီမရတာကအဓိကအကြောင်းရင်းဖြစ်ပါတယ်နံပါတ်3ရေချိုခီယူဒီစင်းရဲမှာရေချိုခီယူပါနေတာကိုမြင်ပြီးအံ့ဩသွားနိုင်ပါတယ်တကယ်တော့ခီယူကလူကိုမကိုက်တယ်လို့အစိတ်လည်းမရှိပါဘူးဒါပေမဲ့လူကိုပြင်းထန်တဲ့ကပ္ပါယောဂဖြစ်စေနိုင်တဲ့ပိုးတွေကိုတည်ဆောင်ပေးနိုင်ပါတယ်အဲ့ဒီပိုးတွေကူးစက်နေတဲ့ရေတွေကိုလူဝင်မိသွားတဲ့အခါအရေပြားနဲ့တဆင်ခန္ဓာကိုယ်ရဲ့ဝင်ရောက်နိုင်ပြီးအသေးအူနဲ့အခြားကိုယ်အင်္ဂါတွေကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ရေချိုခီယူကလူကိုတိုင်းရမတက်နိုင်ပေမဲ့ယောဂပြန့်နှံ့စေရမှာအရေးပါတဲ့အခန်းကဏ္ဍပါဝင်တာကြောင့်ကမ္ဘာပေါ်ကအအနေများတဲ့တတ္တဝါတွေထဲမှာပါဝင်နေတာဖြစ်ပါတယ်နံပါတ်2လူသားဒီစင်းထဲမှာအားအသင်းစရာအကောင်းဆုံးနေရာတစ်ခုကတော့လူသားကိုယ်တိုင်ပါဝင်နေတာပါသမိုင်းတစ်လျှောက်စစ်ပွဲတွေလူသက်မှုတွေအကြမ်းဖက်မှုတွေနဲ့တခြားလူလုပ်ဖြစ်ရတွေကြောင့်လူတန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ပါတယ်တခြားတတ္တဝါတွေကအစာရှာဖို့ဒါမှမဟုတ်ကိုယ့်ကိုယ်ကာကွယ်ဖို့တိုက်ခိုက်ကြပေမဲ့လူတွေကတော့တခါတရံအကျိုးစီးပွားအာဏာဒါမှမဟုတ်ပရိပခါတွေကြောင့်အချင်းချင်းကိုအန္တရာယ်ဖြစ်စေကြပါတယ်ဒါကြောင့်လူတွေဟာလူသားတွေအတွက်အန္တရာယ်ရှိဆုံးတတ္တဝါတွေထဲကတစ်ခုလို့ဆိုနိုင်ပါတယ်နံပါတ်1ချင်းတကောင်ရဲ့အရွယ်စားကစင်တီမီတာအနည်းငယ်ပဲရှိပါတယ်ဒါပေမဲ့အန်ဒီယေကတော့အလွန်ကြီးမားပါတယ်တကယ်တော့လူကိုတည်စေတာကချင်းကိုက်တဲ့အနာမဟုတ်ပါဘူးချင်းရတည်ဆောင်လာတဲ့ယောဂပိုးတွေဖြစ်ပါတယ်ဥပမာငှက်ဖျားယောဂသွေးလွန်တုပ်ကွေးစတဲ့ယောဂတွေကိုချင်းတွေကလူတစ်ယောက်ကနေနောက်တစ်ယောက်စီပြန့်နှံ့စေပါတယ်ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအချက်လက်တွေအရနှစ်စဉ်လူသန်းပေါင်းများစွာဟာချင်းကူးစက်တဲ့ယောဂတွေကြောင့်ဖျားနာကြပြီးလူသိန်းပေါင်းများစွာအသက်ဆုံးရှုံးနေကြပါတယ်ဒါကြောင့်အရွယ်အစားအသေးဆုံးဖြစ်ပေမဲ့လူသားတွေအတွက်အနေအများဆုံးတတ္တဝါအဖြစ်ချင်းကိုသတ်မှတ်ထားကြပါတယ်ဒီဗီဒီယိုကနေသိထားတဲ့ရေးကြီးဆုံးချက်ကတော့အနေအများဆုံးတတ္တဝါဆိုတာအကောင်ကြီးဆုံးကြောက်စရာကောင်းဆုံးတတ္တဝါတွေကိုပဲမဆိုလိုပါဘူးတခါလေမျက်စိရှိမှနေ့တိုင်းမြင်တွေ့နေရတဲ့တတ္တဝါတစ်တစ်လေးကလည်းအနေအကြီးဆုံးဖြစ်နေနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်